ကုန်ပြီဒါလေးကတော့ဟိုခိုင်းတို့နီဆက်ကိုဒေတာရဲ့နာမည်ကြီးဒီ view point 6နေရာတွေကငှက်ကလောက်ချန်သွားတော့ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော် Sapporo Station နဲ့သွားမယ်ဆိုရှင်တော့2နာရီခန့်ကြာနိုင်ပါတယ်အဲ့တော့ဒီငှက်ကလောက်ချန်ရောက်ချင်းဘာလို့ရမလဲဆိုလို့ရှင်တော့ရုပ်ချောချောလေးတွေနဲ့ဓာတ်ပုံရိုက်လို့ရပါတယ်စားတာပါတကယ်လေးရိုက်လို့ရပါတယ်ကိုတိုင်ယူစနစ်နဲ့ဓာတ်ချောတွေကိုအစာကျွေးလို့ရပါတယ်အောက်မှာပြထားတဲ့အိတ်ကလေးတွေကတော့ရန်100ပေးရပြီးတော့အပေါ်ကဖူးကြီးတွေကတော့100နဲ့900ကိုအဆင်ပြေသလိုထည့်လို့ရပါတယ်ပတ်စံကတော့ဒီအောက်မှာပြထားတဲ့တစ်သားလေးတွေကိုထည့်ပြီးတော့ဘွားအိတ်ကလေးနဲ့ပြန်ဖိပေးလဲအောင်ပါပဲအစာကျွေးတဲ့နေရာမှာလေသူတို့နှုတ်သီးအားတားတန်တာဆိုတော့ကျွန်တော်လက်နဲ့ကျွေးထားတဲ့စားလို့ရှိရင်သူတို့ပြထားတဲ့ဒီအစာကျွေးတဲ့ဇလားလေးတွေထည့်ကျွေးတာကပိုပြီးအဆင်ပြေမှာပေါ့နော်ကျွန်တော်တို့လက်နဲ့ကင်ကျွေးတာဆိုတော့နှုတ်သီးနဲ့စိတ်ပြီးတခါတည်းလူယူသွားပါတယ်ဒီနေရာလေးကနေ့တိုင်းဖွင့်နေဆိုပေမဲ့မနက်9:00နာရီကနေညနေ9:00နာရီအထိပဲကြည့်လို့ရပါတယ်ကျွန်တော်တို့ရောက်သွားတဲ့အချိန်ကညနေ4:00နာရီခွဲဆိုပေမဲ့လူရှင်းတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အေးအေးဆေးဆေးလေးကြည့်ခဲ့ရပါတယ်